ကျွန်တော်ဒီကုမ္ပဏီက MTN တွေ့ကြလို့ပါရှိပါတယ်ဟုတ်ကဲ့ကျွန်တော်အင်တာဗျူးလာပြတော့ဒါကျွန်တော်စီးအော်ဥဖိုးတောင်နော်ဟုတ်ကဲ့ပါအဲ့မဟုတ်ဥဖိုးတောင်ဆိုကျွန်တော်ဖေးလေဥဖိုးတောင်ရဲ့သားကိုတူရမယ်သိပါတယ်ဒီမှာပါတယ်လေဟုတ်ကဲ့လာလိုက်ခဲ့ဆရာကိုတူရတယ်ဟုတ်ထိုင်းမှာဟုတ်ကဲ့ဒီကပညာရေးချင်းဟာစီးဝိုင်းနဲ့ပွဲရတာဟုတ်ကဲ့ပါCCI စင်းငိုင်တင်တဲ့ဆင်းတာဟုတ်ကဲ့ပါဒီစီးဝိုင်းနဲ့ပတ်သက်တဲ့ဒီဘလိုပါလဲအားလုံးကဒီထဲမှာပါပါတယ်လက်မှတ်တွေအရေးမကြည့်ပါဘူးဒီလက်မှတ်တွေဆိုတာတင်တဲ့တဲ့ရဟုတ်တယ်မဟုတ်ဒီတကယ်အလုံးလုံးတတ်ဖို့ပဲလို့ပါဟုတ်ကဲ့ပါဒါနဲ့ဘယ်မှာနေရလဲဟုတ်ကျွန်တော်အဆောင်မှာနေပါတယ်မိဘတွေဟုတ်မိဘတွေနေပါပါဟုတ်ပါဒါနဲ့အရင်လောက်ကနေဘာလို့ထွက်လိုက်တာဟုတ်ကျွန်တော်ထွက်တာပေါ့သူထွက်လိုက်တာပါဟေးဘယ်ဘာအပြစ်တွေလုပ်လဲထုတ်လိုက်တာဟုတ်ကျွန်တော်ဘာပြောဟိုဘာပြောကျွန်တော်မလုပ်ဘူးဒီလိုပါဟိုလေအရင်ကုမ္ပဏီက MD ကစီးပွားရေးနဲ့ပတ်သက်တာဟိုသူမသိတာကျွန်တော်အမြင်မတော်လို့သင်ပေးနေအမြင်ကပ်ဖို့မှလည်းကျွန်တော်လွတ်ထွက်လိုက်တာပါကဲဟုတ်ပါပြီကွာငါတို့ကုမ္ပဏီကတစ်ခါလေးနိုင်ငံသားတွေနဲ့အလုပ်လုပ်ပါဟုတ်ကဲ့အဲ့တော့မင်းအင်္ဂလိပ်စာကိုပြောတတ်ကျွန်တော် US မှာတင်တက်ထားပါတယ်ပြီးတော့ British Council က course တွေကိုလည်းကျွန်တော်တော်တော်များများလေ့လာထားပါတယ်ဒီဒါဆိုရင်တရုတ်လူမျိုးတွေနဲ့တွေ့ရောကျွန်တော်ငယ်လေးတွေကဘုံကျောင်းမှာတရုတ်စာအခြေခံကျွန်တော်သင်ထားပါတယ်နည်းအလားကြီးပဲကွာဟုတ်လို့တတ်တာကဲဟုတ်ပါပြီကွာမင်းကိုကြီးကိုတာတော့ဟုတ်ပါကဲမင်းစီးပွားရေးအမြင်ကိုပြောပါစီးပွားရေးအမြင်ပြောစီးပွားရေးအမြင်ပြောမယ်ဆိုလို့ရှိရင်ပိုင်း၃ပိုင်းရှိပါတယ်ရောင်းသူပိုင်းဝယ်သူပိုင်းနဲ့နောက်ဆုံးပိုင်းရားကန်အကျိုးဆောင်ပိုင်းကိုခေါ်ဟိုဆရာဘယ်ပိုင်းသိချင်လားဆရာထွေးတော့မှာဆိုလို့နော်တေချာရှင်းပြနေလို့ပါမင်းပြောတယ်ကွာအပိုင်း၃နော်ဘာလဲအကျိုးဆောင်လို့လားပါဆရာမှားနေပြီဆရာနာမည်မှန်တော့ပါတယ်နာမည်မှားရင်အန်ရရှိနော်ကျွန်တော်ပြောတာကြားခံအကျိုးဆောင်ပိုင်းကြားခံအကျိုးဆောင်ပိုင်းမှာတော့ပိုင်း၂ပိုင်းရှိပါတယ်နံပါတ်၁ပိုင်းကရောင်းသူဘက်ကကြားခံအကျိုးဆောင်ပိုင်းနံပါတ်2ပိုင်းကဝယ်သူဘက်ကအကျိုးဆောင်ပိုင်းမှာဆရာနှစ်ပိုင်းရှိပါတယ်ဆရာဘယ်ပိုင်းသိချင်တာထွေးတော့မှာဆိုလို့ကဲကွာဝယ်သူဘက်ကကွာကျိုးဆောင်ဆရာတေချာပြောရတဲ့ဆရာမှားတယ်ဝယ်သူဘက်ကကြားခံအကျိုးဆောင်ပိုင်းလို့သုံးပါတယ်ဝယ်သူဘက်ကကြားခံအကျိုးဆောင်ပိုင်းမှာအပိုင်းကြီး2ပိုင်းနဲ့အပိုင်းနဲ့5ခုပါပါတယ်ဆရာဘယ်ပိုင်းသိချင်တာထွေးတော့မှာဆိုလို့နော်ဆရာထွေးလေထွေးလေနော်ဒီတော့အရေးရှိတဲ့ကောင်ပဲဒါကြောင့်မင်းဟိုးအရင်လောက်ကနေထုတ်ခံရတာလဲကောင်လေးပြီဆရာအဲ့လိုပြောလို့မရဘူးဆရာစီးပွားရေးလုပ်တဲ့နေရာမှာကုမ္ပဏီရဲ့ဦးစီးပဲ့ကန်ကြောက်ကနော်တည်သိထိုက်တာတက်တက်ထိုက်တာကိုမတိထားမှတ်ထားဖို့ဆိုလို့ရှိရင်ဒုက္ခရောက်တော့မှာဘို့ဆရာဥပမာဆရာလူမျိုးသားဘာမှမသိတဲ့လူတယောက်ကဒီကုမ္ပဏီဥဆောင်နေဒီကုမ္ပဏီပြိုကွက်ပြည့်စည်တော့မှာဘို့ဆရာဘာလို့လဲဘာမှမပြောဘာလို့ပြောရမှာလဲဘာမှမပြောဘူးကွာနော်ဟဲ့သူ့ဖိုင်ယူပါလားနော်ပြီးတော့သူ့နာမည်သူ့ဖုန်းနံပါတ်သူ့လိုက်စာဒီပုံလက်စာနေယူထားဟိုအလုပ်ခန့်တော့မလားဆရာငါကုန်ပြီရှိဖက်ဆောင်လေခါလိုက်ဖို့မှတ်ထားလားခွင့်ပြောဆက်ခုံလေးတော့ပြင်လိုက်ဦးနော်ဟိုဆရာကုမ္ပဏီကနိုင်ငံသားတွေနဲ့ဆက်ဆံလုပ်နေရတာဆိုတော့လေဘူရီထိုင်ဆရာကိုဖတ်ကြည့်လို့ပြောတော့မှာဆိုတော့ဟိုတရုတ်တွေထိုင်နေကျုပ်ပင်ငါလို့ပြောတော့မှာဆိုတော့ဟိုအိန္ဒိယလူမျိုးတွေထိုင်နေလောက်လားလို့ပြောတော့မှာဆိုလို့ပြင်လိုက်ပါတော့မတော်အသိရှိတဲ့ကောင်မဟုတ်ပါအစီမှာနှမျိုးရှိပါတယ်အစီရဆိုင်ဘယ်ရရှိတာလဲဆရာမတော်ရှိရလဲကွာ